တာမြင့်ချီတစ်စိတ်ကလေးကိုမပြုတ်ချနဲ့လူပါလားအော်ဒိတ်ကြီးတွေဒီအပြိုင်အဆိုင်ခေါ်ပါတော့အနိုင်ရလို့တရက်ဖြူပင်များကိုခုတ်ရှင်းတာထွေးများသည်တေနေဥယျာဉ်တွင်မှာချင်းငယ်တဲ့ပြည်ကိုဒီကံကအမည်ရှိဥယျာဉ်မူသည်မြတ်ဖျားတော်အားကံလူငယ်ဩကံကအမည်ရှိဥယျာဉ်မူသည်မြတ်ဖျားတော်အားကံလူငယ်ချိုပြည်ကိုဖုံးပေးပြည်ရင်ဒီတရက်ကျူစိတ်ကိုမြေမှာစိုက်လို့ဩလက်တော်စီချမ်းမီတော်သည်ခဏမကြာမီအခက်လက်တွေးပြတွင်အမြင့်အတန်တော်90ထိအကျယ်တရားရှိတဲ့တရဖြူမင်းကြီးထိပေါ်လာသည်ဘာသာတော်လေးတော်ဒီဘာဒီမကောင်းတဲ့မိစ္ဆာလေးမကောင်းတဲ့မိစ္ဆာလေးကလေးတစ်ချောင်းကင်းရှင်လာရွှေလန်းတင်မောင်ရည်ယုံကြည်ပေးတော်ဝဲကွာမိစ္ဆာလေးမိစ္ဆာရှိ